စကားများခြင်းသည်စကားနည်းသည့်ထက်ပို၍ကောင်း၏စကားများစွာပြောတတ်သူတို့မှာလေ့ကျင့်ခြင်းရနေ၍စကားနည်းသူကဲ့သို့ပြောသည့်အခါလက်ကူစွာမမားတတ်ချေလယ်မြပင်ဆင်းရဲအောက်ကျသူဖြစ်စေကမူဘုသူကအကြအမြင်နှင့်လူတွေတွင်ရဲ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 ပြောနိုင်ဆိုနိုင်သည်အလောက်အကန်အကြအစီရောင်းဝယ်၌စကားတတ်သူကခေါ်ဆောင်၍အညွန့်ကိုခူးယူတတ်လေသည်ပွဲစားများစကားနှင့်စားကြ၏ရှင်လူများလည်းစကားနှင့်လူလုပ်ကြ၏စီးစရာများပင်လည်းစကားကိုစေးစွမ်းကောင်းလောက်အာကိုပြရနေသည်စကားမပြောသူမှာအဘယ်မျှပင်ဉာဏ်ပညာတွင်များစွာရှိတော်လဲမမီတော့ကောင်းလောင်းခြင်းနဲ့တူမပြောမစူးမတုံမလို့ပုံမုံကြီးလုံနေရင်မိသူကမျှ၎င်းကိုပြီးမဆိုင်ချေစကားသည်လူကိုထင်ရှားအောင်ပြုလုပ်ခြင်း၌အများဆုံးသောလက်နက်ဖြစ်သည်ရေအောင်သောသူမှာအလုပ်တစ်ခုခုကိုကြီးကျယ်စွာလုပ်နိုင်မှလူသည်စကားကောင်းသောသူမှာနေရာမရွေးအခါမရွေးချိန်ပေါ်လျက်ပူဇော်ခြင်းကိုခံရတတ်၏